အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်မာတရေဇလန်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာစာရေးသူဧကံမင်းရေးတဲ့မဖဲဝါနဲ့တရေညီနောင်ဇလန်ကိုအပိုင်းတစ်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇလန်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျော်တိုက်တို့တငယ်ချင်းတိုက်တန်ဃာများထိုင်နေသောတန်ဃာစဉ်အနီးမှာကတ်ထိုင်နေသဖြင့်တန်ဃာများပြောဆိုနေကြတဲ့စကားကိုကြားနေရတယ်။ဒါနဲ့ကိုတော်တို့เจ้าမှာတောင်းညံ့နေတဲ့တရေကြီးရှိသေးလား။ရှိပါသကောဒီတရေကပရိတ်လည်းမကြောက်ကမဝါလည်းမကြောက်အာဃာတရေပဲဗျာ။ဆရာတော်နဲ့ကျုပ်တို့တော့အချိန်ရှိတိုင်းရွတ်ဖတ်နေတာပဲ။ဒါပေမဲ့ပြောင်းမသွားဘူးဗျာ။ဒါဆိုဒီเจ้าကြီးပေါ်တဲ့ကိုဒီတိုင်းထားရတာဟုတ်လား။ဟုတ်တယ်ကိုတော်ရဲ့အစကညဘက်ပဲ6လက်နဲ့ထင်ပြီးတော့နေ့ဘက်မှာမ6ဘူးဆိုပြီးတရားပွဲတွေအလူပွဲတွေเจ้าမှာကျွန်တော်တို့တက်လောက်ကြတာပဲ။ဒါပေမဲ့တောက်ခေါက်တန်ကြီးတွေထွက်လာတယ်။ကျမ်းမြင်ဆောင်နေတဲ့အတန်တွေထွက်လာတယ်ဗျ။ဒါကြောင့်ကျောင်းပေါ်တက်ကိုတက္ကမတွေရောတကားတွေရောကိုရင်ကျောင်းသားတွေရောဘယ်သူမှမတက်ဝင်တော့ဘူးဗျ။ဒါဆိုကိုတော်ကတော့တရေဦးမှာမဟုတ်လား။ဟာမတက်ရဲပါဘူးဗျ။ဦးစင်းတို့လည်းတရေမှမထင်ဘူး။တပည့်တော်တို့ကျောင်းကဦးစင်းနေမပြောနဲ့ဆရာတော်တော့မတက်ရဲဘူးဗျ။အောက်ထပ်မှာရောဘယ်လိုလဲ။အောက်ထပ်မှာတော့အလူတန်းလုံရင်တရားပွဲကျင်းပနေတာပါပဲ။ဒီအချိန်သူတို့မကျင်းနိုင်ရင်တောက်ခေါက်တန်ပြီးခြေတန်ပြင်းပြီးတယ်။အောက်ကိုတော့ဆင်းမလာပါဘူးဗျ။ဒါနဲ့ကျော်တိုင်လေးစိတ်ဝင်စားသွားပြီ။အနီးမှာထိုင်နေတဲ့ကိုငယ်အောင်မေးကြည့်လိုက်တယ်။တရေရှိနေတာဘဲเจ้าလဲကိုငယ်ရသိလား။ဟာဒီရွာမှာပဲဟိုးရွာဦးเจ้าကเจ้าတစ်ကြီးမှာတရေရောက်နေတာ။เจ้าကိုဖုန်းကြီးရဲ့တကားတကမတထေးတွေလွန်ခဲ့တဲ့3နှစ်လောက်ကကျွန်းနိုင်ကြီးတွေနဲ့เจ้าကြီးစောက်လူခဲ့ကြတာနှစ်ထပ်เจ้าကြီးပဲ။เจ้าကြီးစောက်ပြီးလို့ရေသက်ချတရားပွဲလုပ်တာ။เจ้าပေါ်မှာတရေတောင်းညံလို့ရေသက်ချပွဲပြက်ပြီးเจ้าအောက်ထက်ဆင်းလှုပ်လိုက်ရတယ်ဗျာ။အဲ့အချိန်ကလေးကဒီနေ့ထိဖုန်းကြီးတွေတရားစာရွတ်နေလေကြောက်မသွားပဲရှိနေတော့ပဲကြော်တိုက်ကြီးကျွန်တော်အဖွားလေးဆုံးတော့ဒီအောင်လာသေးတာပဲတရေသတင်းလည်းမချမိပါဘူးဟိတ်ကောင်မင်းအဖွားလေးဆုံးတာ9နှစ်ရှိပြီဒီเจ้าသစ်ဆောက်လူတာ3နှစ်ပဲရှိသေးလို့မင်းမသိသွားတာကွာအော်ဟုတ်သားပဲပြီးတော့ရှိသေးတယ်သူတို့ကတကောင်လည်းမဟုတ်ဘူးနှစ်ကောင်နဲ့တရေညီတော်လို့ပြောတာပဲသူတို့ကိုည6နာရီနဲ့9နာရီကြားမှာအစာကျွေးခိုင်းတယ်ဖုန်းကြီးကနေ့စဉ်ကျွေးရတာဆိုတော့စွန့်ကြံဟင်းကြံအသားပါခြင်းလည်းပါမယ်ဟင်းပေါင်းနိုင်စားနိုင်ရင်ကျွေးမယ်လို့ပြောတော့သူတို့ကလက်ခံတာနဲ့ည6နာရီကျော်ရင်ငါပြောဖက်နှက်ရွက်ထဲနှစ်ပုံထဲပြီးကျောင်းဝမှာတောထားပေးကြရတယ်တဲ့ကျောင်းမော်6ထားလွယ်ပြီးလူတွေကိုလိုက်ပြီးမ6နိုင်ဘူးလားအဲ့ဒါမျိုးတော့မရှိဘူးဒါဆိုဒီကျောင်းရဲ့အတိုင်းတိုင်းမှာတစ်6တစ်စုံများပါလာလို့လားပါလာရင်လည်းပြည့်ရွတ်ကမော်ဝဖိုက်ရင်ပျောက်တယ်လीကိုငွေကတရေရှိတယ်ဆိုတဲ့ကျောင်းဦးစင်းဟာဦးစင်းတို့ကျောင်းမှာကမော်ဝကျွတ်တာတို့ပြည့်ရွတ်တာတို့အပြင်ဆရာတွေဘာတွေပင့်ပြီးလုပ်ကြည့်သေးလားဆိုပြီးဆက်ဆုလိုက်တယ်လောက်တာပေါ့တကားလေးဟာဦးစင်းတွေတရားရွတ်ပြီးနှိမ်နှင်းလို့မရတာနဲ့ဆရာပင်တို့တိုင်ပင်ပြီးဆရာကောင်းရှိတဲ့တည်င်းကြတာနဲ့တွားပင်ပြီးနှင်းလို့ခိုင်းတာပဲဗျဘလို့မှနှိမ်လို့မရဘူးဆရာတွေလည်းလက်လျှော့သွားဆိုဦးစင်းတို့လည်းလက်လျှော့ပြီးဒီနေ့အထိဒီတိုင်းထားရတော့တာပဲဗျထမင်းနဲ့ဟင်းမောင်းတော့ညာတိုင်းကျွေးနေရတာပဲဦးစင်းစိတ်ဝင်စားမယ်ဆိုရင်တပည့်တော်ရဲ့ညီနဲ့မိတ်ဆက်ပေးမယ်သူကကျွန်းသာအောက်စုရွာမှာနေတာမောင်ကျော်တိုက်လို့ခေါ်တယ်ဆရာတော်မောင်ကျော်တိုက်ရဲ့အဖိုးကအထက်လန်းဆရာကြီးသူ့ရဲ့အဖိုးကအကျင့်စကားတော့ဝင်သွားပြီအဖိုးရဲ့အမွေတွေအားလုံးမောင်ကျော်တိုက်ကိုပေးထားခဲ့တာသူကဒီ4-5နှစ်အတွင်းမှာအတွေ့အကြုံအများကြီးရှိတယ်တရေတစေအောက်လန်ဆုံးမျိုးလည်းနှိမ်နှင်းမှုတွေအရှင်ဘုရားတို့ခွင့်ပြုမယ်စိတ်ဝင်စားမယ်ဆိုရင်သူကူညီနိုင်ပါလိမ့်မယ်ဟေးဦးစင်းတို့ကျောင်းကိုအသက်60 90ဆရာကြီးတွေရောက်လာပြီးတရေနေကြတယ်အားလုံးလက်လျှော့ပြီးပြန်ကုန်ကြတာပဲဒီကမောင်ကျော်တိုက်ကတရေမြင်ကြောက်ပြီးပြေးနိုင်တော့တယ်နော်ဘာပဲဖြစ်ဖြစ်လေးတရေကိုနှိမ်နှင်းနိုင်တာမနှိမ်နှင်းနိုင်တာထက်ကူညီပေးမဲ့သူပေါ်လာတော့လေကောင်းတာပေါ့ဟုတ်တာပေါ့ကိုတော့ကလေဒီတငယ်ကအထက်လန်းဆရာကြီးရဲ့မြေးဆိုတော့မျိုးရိုးပြီးသားတော့ရှိမှာပဲလေဦးစင်းကအထင်သေးလို့ပြောတာမဟုတ်ဘူးစိုးရင်လို့ပါတရေကမလောက်လေးမလောက်သားကောင်းသူတခုခုလောက်လဲဘယ်နဲ့လုံးလဲတပည့်တော်တရေကိုမကြောက်ပါဘူးခင်ဗျာဟေးအာခလူငယ်ပဲကွာမင်းတကယ်မကြောက်ဘူးလားတပည့်တော်မကြောက်ပါဘူးခင်ဗျာည7 နာရီကျရင်တပည့်တော်ဦးစင်းတို့ကျောင်းကတရေနဲ့ကောင်ရဲ့အခြေအနေကိုလာကြည့်ပါမယ်ဟာအတော်တက်တိကောင်းတာပဲမောင်ကျော်တိုက်ရကျောင်းထဲကိုဝင်ဘသူမှအဖော်လိုက်မှာမဟုတ်ဘူးတယောက်တည်းတရေနဲ့တူနေဘယ်လိုလုပ်မလဲတပည့်တော်အတွေ့အကြုံရှိပြီးသားမကြောက်ပါဘူးဆရာတော်အဖော်မရှိလဲတပည့်တော်တယောက်တည်းပဲတွားကြည့်လိုက်ပါမယ်ငါလည်းမင်းနဲ့အတူလိုက်ခဲ့မယ်လीကိုငွေရတရေမကြောက်ဘူးလားဟာတယောက်တည်းဆိုရင်တော့ကြောက်တာပေါ့မင်းပါမှာတော့ငါမကြောက်ပါဘူးဒါဆိုဒီညကျောင်းကိုလာကြမယ်ပေါ့ဟုတ်လားတင်မဖေတပည့်တော်တို့ည7 နာရီလာပြီးကျောင်းပေါ်ကအခြေအနေကိုတက်ကြည့်ပါမယ်ပြီးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားပြင်ဆင်ပါမယ်ဗျကိုတော်တို့ကျောင်းကတရေပြီးတော့ကိုတော်တို့ကကျွေးမွေးထားတာဆိုတော့ကိုတော်လိုက်သွားရင်တရေကဘာမှလုပ်မှမထင်ဘူးအဖော်လိုက်သွားပြီးလိုက်ပါလားကိုတော်ဟာမဖြစ်ဘူးတပည့်တော်ကတရေကြောက်တယ်ဖေအရှင်ဘုရားတပည့်တော်ရဲ့ကျောင်းကိုကြွပြီးဒီတကားလေးနဲ့အဖော်လိုက်ပြီးလို့မဖြစ်ဘူးလားဟာတပည့်တော်လည်းတရေကြောက်တာပဲဖေမလိုက်ဝင်ပါဘူးဒါနဲ့တကားလေးတို့ကျောင်းကိုဘယ်ချိန်လာကြမလဲည7 နာရီထိုးရင်လာခဲ့ပါမယ်ဖေ8 နာရီလောက်မှကျောင်းပေါ်တက်ကြည့်ပါမယ်
အိမ်ကိုကြောတိုက်ပြန်ရောက်လာတယ်အိမ်မှာအပြိုကြီးမပန်းခင်တာတယောက်ပဲအိမ်တော်ကြံနေခဲ့တယ်မောင်ကြောတိုက်ညသာစားခဲ့သေးလားကျွန်တော်စားပြီးမှပြန်လာခဲ့တာအမအကိုကြီးရဲအောင်လို့လင်မယားလည်းကြောက်မှတွေ့ခဲ့တယ်ဩအေးဒါဆိုလေရေချိုးရင်ချိုးလိုက်တော့လေဟာဟုတ်ကဲ့အမကြောတိုက်လေရေချိုးရေလဲပစိုးယူပြီးခြံတော့မှရှိတယ်ရေအုပ်တွင်းသို့ထွက်လာခဲ့ပါတယ်ရေချိုးပြီးလို့ကြောတိုက်အဝတ်စားလဲနေတော့ကိုငွေရနဲ့ကိုတန်ကဲတို့အိမ်ထဲကိုဝင်လာကြတယ်ဟာကိုတန်ကဲဒီနေ့ကျောင်းကတိန်မှာမြင်မလားဗျကထိန်ကိုအမေနဲ့ငါမင်းမသွားတယ်လေငါကတဲမှာစပားတွေသွားရိတ်နေရတာကွာစပားမိတာနဲ့ကထိန်ကလည်းတိုက်တိုက်ဆိုင်ဆိုင်မှာတိုးနေတာစောစောကမှလေကွင်းထဲကပြန်ရောက်တယ်ကွာရေချိုးထမင်းစားနေတော့ငွေရလာပြီးတော့မင်းရောက်လာတယ်ပြောလို့လိုက်လာတာကွာဒီညမင်းတို့ရွာဦးကျောင်းမှာတရေချောက်တဲ့ကျောင်းကြီးကိုသွားမလို့ဆိုဟာဟုတ်တယ်ကိုတန်ကဲကျွန်တော်တို့လိုက်ခင်မလားဟာမလိုက်ရပါဘူးငါတရေဆိုတားကြီးကြောက်တာကွာတရေနဲ့ကြုံမှုလို့လားမကြုံမှုပါဘူးတရေဆိုတာနဲ့ကိုကြောက်တာဒါဆိုလေအကျိုးကြောင့်သိရအောင်ကျောင်းထီတော့လိုက်ခဲ့ဗျာဦးစင်းနဲ့ဦးအာစာရာရဲ့ကျောင်းကနေစောင့်နေပေါ့ငါ့ကိုအပေါ်ခေါ်တာမင်းတို့ကြောက်လို့လားဟာတန်ခဲ့ငွေရဆိုတဲ့ကောင်တယောက်တည်းသာမတော်ဝင်တာကြော်တိုက်ပါတယ်ဆိုလို့ကတော့ငါပါအတွေ့အကြုံရအောင်တွားအောင်ပါတရွာလုံးပြောနေကြတာမင်းမကြောက်ဘူးလားတရေကအတန်သာကြားရတာအကောင်ကိုဘယ်သူမှမမြင်ရဘူးတဲ့မင်းတို့ကျောင်းပေါ်တက်သွားရင်တရေကမင်းတို့ကိုမမြင်ရပဲမင်းတို့ကတရေကိုမြင်နေရဘယ်လိုလုပ်မလဲကိုချိုးတက်ပြင်းရောဘယ်လိုလုပ်ကြမလဲအဲ့ဒါတော့မပူနဲ့ဟောဒီကြော်တိုက်မှာသူ့အဖိုးပေးထားတဲ့မျက်ကွင်းသေးရှိခဲ့တဲ့အဲ့ဒီမျက်ကွင်းသေးတုတ်လိမ့်ပြီးသွားရင်တရေကိုအတိုင်းသာမြင်ရတယ်လို့ပြောတာပဲဗျဟာအဲ့ဒါဆိုပိုတော်ကြောက်သေးတယ်ဟာကြော်တိုက်ကတရေကိုမြင်တော့တရေဘယ်မှာရှိလဲ तू သိတယ်လी तू ပြောတဲ့အတိုင်းငါလုံမှာပေါ့ကွာမင်းလည်းမျက်စိကွင်းသွားပေါ့ဟာဒါတော့မဖြစ်ဘူးဒီတိုင်းပဲလိုက်သွားမယ်ငါမလိုက်တော့ပါဘူးမနေ့မှမင်းတို့တရင်နားထောင်တော့မယ်ငါတို့တရင်ဟုတ်လားမင်းကငါတို့ကိုလမ်းဆုံးထိတွေးထားရလားဟာမဟုတ်ပါဘူးမင်းတို့ပြောပြတဲ့တရေကြောင့်နားထောင်တော့မယ်လို့ပြောတာကွာခဏနေတော့ကိုတန်ကဲလည်းအိမ်ကိုပြန်သွားပြီးဒေါ်တိုက်မြင့်နဲ့ကြော်တိုက်ရဲ့မိဘတွေကဖုန်းကြီးကြောင့်မှပြန်လာကြတယ်ကြော်တိုက်လည်းကိုငွေရနဲ့အတူရွာထဲလဲအောင်မယ်လို့ပြောပြီးရွာဦးကျောင်းဘက်ကိုထွက်လာခဲ့လိုက်ကြတယ်မြက်ကွင်းသေးကိုလည်းအိတ်ထဲမှာတပါးလည်းယူလာခဲ့ကြတယ်ဦးစင်ဦးအာစရာကျောင်းရောက်တော့ည9 နာရီထိုးနေပြီဦးစင်ချကျွေးတဲ့လက်ဖက်တုံးတဲ့ယူနေချက်ကိုထိုင်တောက်နေကြတယ်ဗျာဦးစင်ကဆရာတော်ကျောင်းကိုသွားပြီးဖျားဝတ်တက်နေတယ်ည7 နာရီထိုးကနေမှကျောင်းပေါ်ဦးစင်ပြန်ရောက်လာတယ်ဦးစင်ကျောင်းပေါ်ရောက်လာတော့စကားထိုင်ပြောနေကြတော့ကျောင်းကြီးပေါ်ကနေအတန်မျိုးစုံကြားလိုက်ရတယ်ဘုံဘုံသူတို့ကိုထမင်းကျွေးပြီးလားဦးစင်တခါလေးတို့မရောက်ခင်ကမှကျောင်းလေကိုင်းမှာချကျွေးထားတာတရေကတော့ည7 နာရီနောက်ပိုင်းခက်သိသိအတန်စပြီးနေပြီတခါခက်သိသိအတန်ပြုတ်ပြီးတခါနာယူဝက်တနာရီလောက်ချားတယ်ပုံမှန်မဟုတ်ဘူးတပည့်တော်တို့သွားတော့မယ်ဖေ။ကျောင်းပေါ်တဲ့တော့ရဲ့ဓမီတလက်ရဲ့ပြပါဖေ။ကျော်တိုက်ကကျောင်းနောက်ဘက်ကိုထွက်ပြီးရေချမ်းဦးမှာရေခတ်ပြီးတော့မျက်ကွင်းသေးကိုအနှဲငယ်တွေ့ကမျက်လုံးနှစ်ဖက်ကိုလိမ့်ပြီးအပြင်ပြန်ထွက်လာခဲ့တယ်။ကျော်တိုက်နဲ့ကိုငွေရလဲ9000ခန်းကျောင်းကြီးပေါ်ထက်သို့လှေကားမှတက်လာခဲ့ကြတယ်။ဟာတို့ကျောင်းပေါ်တက်လာတာမကြိုက်လို့အတန်ပေးနေတာများလား။မဖြစ်နိုင်ပါဘူး။သူလုံနေကြမို့လောက်တာပါကိုငွေရရဲ့။ကိုငွေရတော့ဖွင့်နေတယ်ကျော်တိုက်ကဓမီဖြင့်ထိုးပြီးခဏကြာတော့တော့ပွင့်သွားတယ်တကားကိုဖြင်းဖြင်းကဖွင့်ပြီးအထဲကိုဝင်လာခဲ့တယ်ဗျကိုငွေရကကြော်တိုက်ပြီးမှကတ်လိုက်ရင်ဓမီထိုးပြတယ်3000ဓမီလင်းဖြာပြီးတော့ကြောင်းလုံးမအလုံးဒီပါလှမ်းမြင်နေရတယ်ကိုငွေရကျုပ်တွေ့ပြီးဗျကျုပ်တို့ရှိတဲ့၄တိုင်မြောက်မှာတရေကြီး2ကောင်လုံးရှိနေတယ်မဲတဲ့ကောင်ကြီးမဟုတ်ဘူးဗျအရက်ကလည်းကိုးပေ10ပေလောက်ရှိနေဗျတကူလုံးအမွှေးမြင်နေမဲနဲ့နေတာပဲခေါင်းပေါင်းပေါင်းထားသေးတယ်2ကောင်လုံးသတုံးနဲ့ပစိုးကွက်ကျဲတွေဝတ်ထားတယ်ဗျထူးတာကတရေ2ကောင်လုံးတိုင်လုံးကိုမျက်နှာချင်းတိုင်းဖတ်ထားတာပဲပြီးတော့တယောက်လက်ကိုတယောက်မလွတ်တမ်းဆွဲထားသေးတယ်ဟာတရေ2ကောင်ကြောင်းနိုင်ကြီးကိုဖတ်ပြီးတက်ပင်ကိုဆွဲလို့ဆိုလှုပ်နေကြတယ်ကြောင်းကြီးတစ်ခုလုံးလှုပ်ခါရမ်းသွားတာကိုကျွန်တော်သတိထားမိလိုက်တယ်ဗျကိုငွေကဒီကောင်လေး2ကောင်လုံး6တွေချောင်းစီနှောက်နေပြန်ပြီဘာလို့မလို့မသိဘူးဗျာဟာခြေထောက်တာပဲကွဒီတန်လေးကြောင့်ကြောင်းကြီးဒီပတ်ဝန်းကျင်ကကြားနေရတာနေမှာကိုငွေကဒီကောင်လေးကြောမှာအပေါက်ကြီး2ပေါက်တော့ထင်းထင်းရှားရှားတွေ့ရတယ်ဗျဟိုဘက်ကတရေကြီးဒီမှာလဲအပေါက်ရှိတယ်ဟာတရေတွေမကျင်တယ်လို့လားမသိဘူးတေးသေးချာချာတွေ့ပြီဆိုရင်လည်းငါတို့အကြောင်းလေးကပြန်ထွက်ကြမယ်ကိုငွေရပြောနေသဖြင့်ကြော်တိုက်လေအကြောင်းမြင်ပြန်ထွက်ရန်နောက်ပြန်လှည့်လိုက်တယ်ကိုငွေရကနောက်ကိုလုံးလုံးလတ်လတ်မှတ်လေပဲကနန်းသွားလို့တွားနေတာဗျကိုငွေရကြောက်မနေပါနဲ့ဗျတရေ2ကောင်လုံးဘာကြောင့်မှမသိဘူးတိုင်ကိုဖတ်ထားတဲ့လက်တွေကိုမဖြုတ်ကြဘူးဗျသူတို့တယောက်လက်ကိုတယောက်မလွတ်တမ်းဆွဲထားတာဒါကြောင့်လူတွေကိုအတန်နဲ့ခြောက်လန့်ပြီးကိုထင်ပြပြီးခြောက်လန့်လို့မရတာဖြစ်မယ်ကြော်တိုက်လေအကြောင်းကြီးတကားကိုတော့ပြန်ပိတ်ပြီးရှေ့လေကမှအောက်သို့ပြန်ဆင်းလာခဲ့ကြတယ်ဘလို့လဲတကားတို့တရေကိုမြင်ခဲ့ကြရလားတင်မဖေ။ကျောင်းကြီးပေါ်မှာတရေ2ကောင်ကိုတေးသေးချာချာမြင်ခဲ့ရပါတယ်ဖေ။တရေကြီးတွေဆိုဘယ်လောက်များကြီးလဲကွ။တရေ2ကောင်ကအထီးတရေတွေကြီးပဲဖေ။အရက်တွေကလည်း10ပေနီးပါးလောက်ရှိမယ်။ခေါင်းမောင်းကိုစီနဲ့ရောင်တုံးလည်းထုံလာကြတယ်ဖေ။ပစိုးကွက်ကျဲတွေလည်းဝတ်ထားတယ်။တကိုယ်လုံးအမွှေးနဲ့တွေပေါက်နေပါတယ်ဖေ။တရေကြီး2ကောင်ကတိုင်လုံးတွေကိုမျက်နှာချင်းတိုင်းဖတ်ပြီးတယောက်ကိုတယောက်မလွတ်တမ်းသုတ်ကင်ထားကြတယ်။တရေကြီးကျိုးပင်မှာလည်းအပေါက်ကြီး2ပေါက်ကိုတွေ့ခဲ့ပါတယ်ဖေ။ဦးစင်းတော့ဒီလိုတရေမျိုးမြင်ရနှလုံးရက်မလားမသိဘူး။အခုနားထောင်ရင်တော့ရင်ခုန်နေပြီ။
ကျောင်းကြီးတုံးအတန်မြည်ပြီးလှုပ်တာကတိုင်ကြီးကိုဖတ်ထားတဲ့လက်တွေကဆွဲလုံနေတာပါဖေ။ပြီးတော့သူတို့ခြေထောက်ကြီးတွေကိုမြှောက်ပြီးကျမ်းပြင်ကိုစောင့်နေလို့အတန်ကျေကြီးထွက်လာတာပါဖေ။တကားပြောတဲ့အတိုင်းဆိုဒီတရေနှစ်ကောင်ကချိန်သာအတိုက်ခံထားရတာဖြစ်မယ်။ဦးစင်းပြောတာဖြစ်နိုင်ပါတယ်ဖေ။အဲ့ဒီအချိန်ဦးစာရာကျောင်းပေါ်သို့ဦးစင်းနှစ်ပါးဓမီထိုးပြီးတက်လာပြီးဒီကတကားလေးတို့တရေရှိတဲ့ကျောင်းပေါ်တက်ပြီးပြီလား။တင်မအခုပဲပြန်ဆင်းလာကြတာပါ။ဦးစင်းတို့လည်းစိတ်ဝင်စားလို့လာမယ်လောက်ခါမှဆရာတော်ကစကားထိုင်ပြောနေလို့အခုစကားဖြတ်ပြီးထလာခဲ့ရတယ်။တရေကြီးကိုတွေ့ခဲ့ကြရလားတကားတို့။တရေနှစ်ကောင်လုံးကိုတွေ့ခဲ့ပါတယ်ဖေ။တကောင်နဲ့တကောင်မျက်နှာချင်းဆိုင်ကျောင်းနိုင်ကိုဖတ်ထားပြီးသူတို့လက်တွေကိုမှတ်လွတ်တိုင်းဆွဲကင်ထားကြပါတယ်ဖေ။အခုလိုမြင်ခဲ့ပြီးပြီဆိုတော့ဒီတရေတွေလွတ်ရလွတ်ကြောင်းတကားလေးကြံစီလို့ရရဲ့လား။အရှင်ဘုရားတို့ကလွတ်စေခြင်းနဲ့ဆိုရင်ဖြင့်တပည့်တော်မနှက်ဖန်ညအစီအစဉ်တစ်ခုခုလုပ်ကြည့်ပါမယ်လို့ကျော်တိုက်ကရှောက်လိုက်တယ်။ဖြစ်နိုင်ရင်တော့မြန်မြန်လေးလုပ်ပေးစေခြင်းနဲ့တကားလေးရဲ့ကျောင်းကြီးရှိပြီးတရေရှိလို့စီကားခြင်းပဲမစီကားဘူးဖြစ်နေတယ်။မှန်မှတပည့်တော်ကူညီနိုင်တဲ့လောက်ကူညီပေးပါမယ်ဖေ။တကားလေးကူညီလို့ဖြစ်ပါမလား။ဟိုကတရေအကြီးကြီးမနိုင်လို့တခုခုဖြင့်ဦးစင်းတို့တောင်းဖြစ်နေအောင်မယ်။မစိုးရိမ်မှနဲ့ဖေ။တပည့်တော်မှာအားကိုးရမယ့်သူရှိပါတယ်။သူ့အကူညီနဲ့တရေတစ်စီပေါင်းများစွာကိုနှင်ထုတ်ပေးဥပါတယ်ဖေ။ဘသူ့အကူညီလဲပြောပြပါဦးတကားလေးရဲ့အရှင်ဘုရားတို့တင်းချိုင်းနေတဲ့အရှင်မမဖဲဝါဆိုတာကြားဘူးပါလားဖေ။ဟာကြားဘူးလားပေါ့။နကနာကရင်မဖဲဝါလည်းမပါမင်းမပါရတာပဲလေ။ကနာသိမ်းပွဲတော့မယ်ဆိုရင်မဖဲဝါတို့ဘာကြီးညိုတို့နဲ့မှကနာပွဲသိမ်းနေလို့ကြားဘူးတယ်။မဖဲဝါရှိတာဦးစင်းလည်းသိတယ်။မြင်တော့မမြင်ဘူးတကားလေးမြင်ဘူးလား။အခုလိုပဲမျက်ကွင်းစီးကွင်းထားတဲ့အချိန်တို့မြင်မှုပါတယ်ဖေ။ဟာပြောပါဦးဘလို့ပုံမှန်ရှိလဲတကားလေး။အရက်ကြီးက7နီးပါးရှိပါတယ်ဖေ။အေးဟုတ်ပါပြီတကားလေးရဲ့မဖဲဝါကူညီနိုင်တဲ့ဆိုဘလို့အကူညီတောင်းပါလဲ။ဒီရွာရဲ့တင်းချိုင်းကိုညပတ်သွားပြီးအစားအသောက်တွေနဲ့တင်မြှောက်လို့မဖဲဝါကိုပင့်ရမှာပါဖေ။မဖဲဝါကိုပင့်ဖို့နက်ကတော့တယောက်ဒီရွာမှာခေါ်ပြီးအကူညီတောင်းရမှာပါဖေ။နက်ပင့်တယ်ဆိုဒေါ်လေးမြန်ရှိတယ်ငါတော့ခေါ်ပေးမယ်ကြော်တိုက်စိတ်မပူနဲ့လို့ကိုငွေရပြောတယ်။မနက်ဖြန်ညမဖဲဝါကိုဆက်သားဖို့အမဲသားရင်ဖြစ်ဖြစ်ချက်သားရင်ဖြစ်ဖြစ်တမျိုးမျိုးဝယ်ချက်ရမယ်။ထမင်းဦးတိုးလည်းချက်ရမယ်။ဟင်းသားဝယ်ဖို့ဦးစင်ဝတ္ထုဆွတ်ရမယ်လိုတလောက်ဝယ်ကြဖို့တပည့်တော်ပဲအဖဖရာတောင်းယူရမယ်။ဦးစင်တို့စီကဝတ္ထုဆွတ်တာမလိုချင်ပါဘူးဖေ။ကိုငွေကအဖဖရာသူ့ပဲတောင်းယူမယ်ဦးစင်များကိုဂရီပေးလိုက်တယ်။ဟောခြေထောက်မြန်ပြီတပည့်တော်တို့ကျောင်းပေါ်ကဆင်းလာပြီးမှဒီတစ်ချိန်ပဲကြားရပါတယ်ဖေ။အတန်ပြူတာကတော့ပုံမှန်မဟုတ်ဘူးတကားလေးတပည့်တော်တို့ကိုပြောင်းဝင်ပြူအောင်ဖေ။တပည့်တော်တို့မနှက်ဖန်ညမဖဲဝါနဲ့တွေ့ပြီးမှကျောင်းကိုဝင်ပြီးအကျိုးအကြောင်းပြောပြပါမယ်ဖေ။တင်းချိုင်းနဲ့ဘယ်ချိန်သွားမှလဲတကားလေးည7နာရီလောက်ဆိုသွားပါမယ်ဖေ။ဒါဆိုဦးစင်းတို့9နာရီလောက်စောင့်နေမယ်ဟုတ်လား။တင်မလာခဲ့ပါမယ်ဖေ။ကျော်တိုက်တို့လည်းဦးစင်းသုံးပါအားရှ िख ိုးပြီးရွာဦးကျောင်းမှာအိမ်သူပြန်လာခဲ့ကြတယ်။ကျော်တိုက်တို့တဖန်းကုန်းရွာတင်းချိုင်းကိုနတ်ဝင်တဲ့ဒေါ်မြိုင်နဲ့အတူကိုငွေရအပါရွာသား3ဦးလိုက်ပါလေည7နာရီကလာခဲ့ကြတယ်။တင်းချိုင်းနဲ့ရောက်တော့ဂူတလုံးပေါ်မှာငှက်ပြောရက်ကိုဖြန့်ခင်းလိုက်တယ်။ငှက်ပြောရက်ပေါ်မှာထမင်းနဲ့ချက်သားတွေကိုတင်လိုက်ပြီးရေပလင်းနဲ့ဖလားမြကိုလောင်းထက်ကမဖဲဝါတောက်ရန်ထားပြီးလိုက်တယ်ဗျ။ညနေပိုင်းလေးကဒေါ်မြိုင်တို့ပြောတာသဖြင့်ဒေါ်မြိုင်အုပ်ကူနာဒူးတော့ထိုင်ကသပင်ကိုကြောဝက်ဖန့်ချပြီးလက်အုပ်ချီထားတယ်။အပေါ်မှာသပွဲပြင်ဆင်ပြီးစီနဲ့ကြော်တိုက်ကဒေါ်မြိုင်အားစိတ်လျှော့ပြီးမဖဲဝါအားစိတ်ညွတ်ထားရန်ပြောလိုက်တယ်။ကဲကိုငွေရတို့နောက်ဆုတ်ကြကျွန်တော်မဖဲဝါကိုပြစ်မယ်။အရှိနေထွက်အနောက်နေဝင်တောင်တန်ငါကွန်မြောက်ဒူဝင်အတွင်းမှာမဖဲဝါရှိနေသည်ဆိုပါကဤနေယာဤဌာနသို့ကြွရောက်ရန်ဖိတ်ကြားအပ်ပါသည်။မဖဲဝါအတွက်စားပွဲများလည်းစီစဉ်ထားပါတယ်။သုံးဆောင်ရန်ဤနေယာသို့ကြွရောက်ပါမဖဲဝါခမများဆိုပြီးတော့ဖိတ်လိုက်တယ်။တောပိုင်တောင်ပိုင်နေပိုင်တို့ကလည်းမဖဲဝါကအတိပေးပြီးဤနေရာသို့ဆေးလို့ပေးစီလိုပါသည်နှစ်ချိန်မြပြိမ့်ပိတ်ပြီးသည့်အခါမှာတော့ပတ်ဝန်းကျင်တစ်ဝိုက်လေးမတိုက်ပဲလှုပ်ရှားသွားတယ်ဗျဒေါ်မြိုင်တယောက်ဂူဝေးမှာထိုင်နေရကလက်များကွေးကောက်လာပြီးရုတ်တရက်ဂူပေါ်လွှာကနေခုန်တက်ကထမင်းနဲ့ချက်သားများကိုအားရပါစားနေတာဗျကိုငွေရနဲ့အတူရက်ကြည့်နေသောရွာသားနှစ်ယောက်လေဒေါ်မြိုင်စားနေစီကိုကြည့်ပြီးအံ့အားသင့်နေတာဗျယောက်ျားတယောက်ပင်ဆန်လေးဘူးချက်ကိုစားပြီးကုန်နိုင်ဝယ်မရှိသလိုချက်တစ်ကောင်လုံးချက်သစ်ကလည်းပါသေးတယ်ယခုမိန်ရက်စွာအားရပါရလက်ကြီးနဲ့ကြုံပြီးစားတော့နေတာမာကျောသောချက်အယိုးများကိုလည်းမထွေးထုတ်ပဲတကျွတ်ကျွတ်ကြိုက်ွားပြီးမြို့ချနေသည်ကိုထူးဆန်းစွာမြင်တွေ့နေရတယ်။မကြခင်မှာပဲထမင်းရောဟင်းရောပြက်ခင်းနေကုန်သွားတယ်။မဖဲဝါကကြော်တိုက်ကိုမော့ကြည့်ပြီးဘာပြောမလို့လဲငါ့ကိုပြင်လာကြော်တိုက်။မဖဲဝါခင်ဗျာတဖန်းကုန်းရွာကကျောင်းသိကြီးမှာတရဲနှစ်ကောင်တောင်းကျမ်းနေလို့အလူရှင်ကကျောင်းဆောက်လူလာပြီးရဟန်းတန်ကလူပုတ်ကိုဘသူမှကျောင်းပေါ်မတရဘူးဖြစ်နေတယ်ဗျ။အဲ့ဒါမဖဲဝါတရဲတွေကျောင်းပေါ်ကထွက်သွားအောင်ရှင်းပြပါလို့မြေတားရက်ခံပါတယ်။အေးဒီတရဲနှစ်ကောင်ကဓမြပုံ2ယောက်ပဲအင်္ဂလိပ်တွေအုပ်စိုးစဉ်ကဖမ်းမိပြီးကျွန်းနိုင်မှာ2ယောက်လုံးကိုကြောကိုမတိမချင်းတနက်နဲ့ပြစ်တက်ခဲ့တယ်။မတိခင်မှာမင်းတို့2ယောက်တရဲတစီဖြစ်လေဒီကျွန်းပင်မှာလက်မဖြုတ်ပဲရာတက်ပတ်နေရမယ်လို့အင်္ဂလိပ်စစ်ဗိုလ်ကအမိန့်ပြန်ခဲ့တယ်။အဲ့တော့အစာစားချိန်ညဘက်တစ်ချိန်သာစားရမယ်။စားပြီးတာနဲ့တစ်ပင်ကိုဖတ်ထားရမယ်လို့လေအမိန့်ပြန်တဲ့ထဲမှာခွင့်ပြုခဲ့တယ်။ဘုံကြီးเจ้าမှမို့သူတို့ပုံမှန်စားတော့နေရတာ။ဘုံကြီးเจ้าမရောက်ခင်အစာရှာလို့မရရင်ဒီတိုင်းတစ်ပင်ကိုပြန်ဖတ်နေရတာ။
တစ်ပင်မှာတတ်ထားတဲ့တရေနှစ်ကောင်ကဘလို့လို့ကြောင်းကြီးရောက်လာတာလေဗျတစ်တော်ကဒီကျုံးမင်းတွေကိုခုတ်တယ်ဖောင်လုပ်ပြီးမြစ်ထဲမျောခဲ့ကြတယ်ကျောင်းဆောက်လူမဲ့တထေကကျောင်းတိုင်အတွက်ကျွန်းတစ်လုံးတွေဝဲတော့ဒီတရေနှစ်ကောင်ပူးကတ်နေတဲ့တစ်လုံးကိုဝယ်မိသွားတာပဲဘလို့လုံးမှဒီတရေနှစ်ကောင်လွတ်မှလဲဗျအေးသူတို့ကိုအမိန်ပြန်သွားတာသူတို့ခက်မှာအုပ်ချုပ်ခဲ့တဲ့သူကအင်္ဂလိပ်မင်းမိန်ဆိုတော့အာနာတီသွားတာပေါ့သူတို့ကိုလွတ်စေခြင်းမင်းတို့ရွာမှာအစိုးရခန့်အပ်ထားတဲ့သူဒါမှမဟုတ်မြို့ပေါ်ရဲစခန်းကစကမ်းမှုဖြစ်ဖြစ်အကူအညီတောင်းမြို့အုပ်စုလည်းရတယ်အမိန်ပြန်ခိုင်းပြီးလွတ်ပေးလိုက်ဖြစ်နိုင်ရင်မနက်ဖြန်ည9:00နာရီမှာမင်းနဲ့သူတို့ကိုအမိန်ပြန်ပြီးလွတ်ပေးလိုက်ငါည9:00နာရီတိတိမှာလာဆောင်ပြီးတော့တင်ញိုင်းနဲ့ခေါ်သွားမယ်မင်းတို့သူတို့ရဲ့နာမည်ကိုသိကြလားမသိပါဘူးခင်ဗျကျွန်တော်တို့ကိုပြပခဲ့ပါအောင်ဓမြဘူရက်ခါနဲ့ဓမြဘူပြတ်တာတဲ့ပတ်ထားကြလားနာမည်ပြောပြီးစင်နဲ့မဖဲဝါထွက်သွားတော့တယ်ဒေါ်မြိုင်လေကူပေါ်မှာလဲကြောက်သွားသည့်အတွက်တတိယအောင်ပြုစုပြီးရွာသူပြန်လာခဲ့ကြတယ်ဗျာပြန်လာရလမ်းမှာလေမဖဲဝါထမင်းကိုဝင်အောင်စားသွားသည်ကိုလည်းအံ့ဩနေကြတယ်တရေကြီးပြတ်တာနဲ့ရက်ခါတို့အကြောင်းကိုလည်းပျော်ရင်ပြန်လာကြတာပေါ့ဒေါ်မြိုင်ကိုအိမ်ပြန်ပူပြီးကြော်တိုက်တို့ဖုန်းရောက်သူလာခဲ့ကြတယ်တရင်သိချင်းတွေသောဦးစင်းများကိုငွေရကစုံစိတ်နေအောင်ရှင်းပြနေတာပေါ့ဦးငွေရစကားဆုံးတော့ဦးစင်းတစ်ပါးကမြို့ပေါ်ကစကမ်းမှုနဲ့ရင်းနှီးကြောင်ပြောလာတယ်အဲ့ဒါဆိုလေဦးစင်းပဲမနက်ကျန်စကမ်းမှုကိုတွက်ခေါ်ပေးပါအောင်ကြော်တိုက်ကပြောပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်ကြတယ်တရွာလုံးကိုလေည7:00နာရီထိုးတာနဲ့တကားများပိတ်ထားပြီးလမ်းမပေါ်ဘယ်သူမှမထွက်ရန်ကြိုတင်မှာကြားထားတယ်ဗျည9:00နာရီထိုးသည်နဲ့ကြော်တိုက်ဥဆောင်ပြီးကျောင်းကြီးပေါ်သို့တက်လာခဲ့ကြတယ်ကြော်တိုက်ကမျက်ကွင်းစေးကွင်းသားသဖြင့်တရေကြီးများကိုမြင်နေရတယ်မောင်ကြော်တိုက်တရေရရှိသေးလားရှိပါတယ်စကမ်းမှုဒီတိုင်ကိုနှစ်ကောင်သားလက်တွဲပြီးဖတ်ထားကြတယ်ဒါဆိုအတိပေးပြောလိုက်တော့အေယာဝတီမြေရိုးမှာအင်္ဂလိပ်ခေတ်ကတောပုံးသမျှကြီးဘိုးရက်ခနဲ့ဘိုးပြတာတော့ဟုတ်ပါသလားတရေကြီးနှစ်ကောင်ကလည်းကြော်တိုက်ကိုလှည့်ကြည့်ပြီးဟုတ်မှန်ကြောင်ခေါင်းချင်းပြလိုက်တယ်တင်တို့အခုခံသားနေရကနေလွတ်ချင်တာလို့ကြော်တိုက်ကထပ်မေးလိုက်တယ်တရေကြီးနှစ်ကောင်ကလည်းခေါင်းချင်းပြပြန်တယ်တင်တို့လွတ်ချင်တယ်ဆိုရင်မင်းပြန်ပြီးလွတ်ပေးမယ်လွတ်သွားရင်ဒီเจ้าနဲ့ဒီရွာမှာမနေပဲမဖွဲဝါခေါ်တဲ့နောက်ကိုလိုက်မှလားလိုက်မယ်လို့ဂရီပေးမှလွတ်ပေးမယ်လိုက်မယ်ဟူသောသဘောနဲ့တရေကြီးနှစ်ကောင်ကခေါင်းချင်းပြလိုက်ပြန်တယ်ကဲအားလုံးဒီဘေးကနေဖယ်ကြသူတို့လွတ်သွားတာနဲ့ဒီတကားဘောက်ကနေပဲဆင်းသွားကြမှာဟုတ်ကဲ့စကမ်းမူကြီးအမိန့်သာဖတ်လို့ရပါ යි ခင်ဗျစကမ်းမူကအသိရေးလာသောစာရွက်ကိုကင်ပြီးအောင်မြင်သောအတန်မြင့်ဖတ်ပြတယ်တော်ပုံကြီးဘိုးရက်ခနဲ့ဘိုးပြတ်တာတို့အခုချိန်ကစပြီးတင်းတို့သွားလို့ရသွားဖို့ခွင့်ပြုလိုက်သည်ဤရွာနဲ့ဤเจ้าအပြင်လူတွေနေထိုင်ရာမြို့ရွာမှာလွေတင်တို့လွတ်လပ်စွာသွားနိုင်ပြီဖြစ်ကြောင်းအမိန့်သာပြန်လိုက်သည်ပုံစကမ်းမူနိုင်ငံတော်အုပ်ချုပ်သူကိုစားအမိန့်ပြန်နှမ်းသုံးသည်နဲ့တိုင်ကိုဖတ်ထားသောလက်များလွတ်သွားသည်ကိုတွေ့လိုက်ရတယ်ပြတ်တာနဲ့ရက်ခတရေညီနောင်နဲ့ကြော်တိုက်အားကျေးဇူးတင်သည်ဟူသောအကြည့်မျိုးဖြင့်လှည့်ကြည့်လိုက်စဉ်ကြော်တိုက်ကတရေညီနောင်အားကျောင်းတကားဝသည်သို့လွညွှညွှပြီးဒီကျောင်းဝါးကထွက်ပြီးကျောင်းချံဝါကိုသွားကြပါအပြင်မှာမဖဲဝါစောင့်နေပါတယ်လို့ကြော်တိုက်ကပြောလိုက်တယ်တရေညီနောင်လည်းကျောင်းလေးဝါဝါကနေအပြည့်ဆင်းသွားပြီးတဒုံလုံးမိသံအားလုံးကြားလိုက်ရတယ်ဗျဖူချီတန်ကြီးများကြတော့ကျောင်းပေါ်ရောက်နေသောလူကြီးများတန်ဃာများလည်းတရေကြီးများကျောင်းပေါ်ကဆင်းသွားစီကိုသိပြီးအံ့ဩဝမ်းသာကုန်ကြတယ်အားလုံးကမမြင်မိမဲ့ကြော်တိုက်ကတော့ကျောင်းချန်ပီယံဝတရေကြီးနှစ်ကောင်ကိုရက်ဆောင်ပြီးခေါ်နေသည့်မဖဲဝါနဲ့ခွေးကြီးနှစ်ကောင်ကိုမြင်လိုက်ရတယ်တရေကြီးနှစ်ကောင်အနီးသို့ရောက်လာသည်နဲ့မဖဲဝါကရှေ့မှထွက်သွားပြီးတရေညီနောင်ကလည်းမဖဲဝါနောက်မှလိုက်ကခွေးကြီးနှစ်ကောင်ကနောက်ဆုံးမှပါသွားတာဗျရွာကရွာဦးကျောင်းဖြစ်သဖြင့်မကြခင်မှာပဲမဖဲဝါနဲ့တရေညီနောင်တို့လည်းရွာပြင်သို့ရောက်သွားတော့တယ်ကျောင်းကိုဘကအဖွဲ့ဝင်များနဲ့စခန်းမှုတန်ဃာတော်များကျောင်းပေါ်ကနေပြန်ဆင်းလာကြတယ်စခန်းမှုလည်းအားလုံးကိုနှုတ်ဆက်ပြီးခြေကားပေါ်တက်ခါစခန်းသို့ပြန်သွားတော့တယ်တဖန်းကုန်းရွာသားများနဲ့တန်ဃာတော်များကကြော်တိုက်အားကျေးဇူးတင်ကြောင်းထက်တလဲလဲပြောကြတယ်ကြော်တိုက်နဲ့ကိုငွေရတို့လည်းကျောင်းပေါ်မတက်တော့ပဲခြံထဲမှာပဲတန်ဃာတော်နဲ့ဆရာတော်ကိုဥချနှုတ်ဆက်ခါအိမ်သို့ပြန်လာကြတယ်အိမ်ရောက်သည်နဲ့မျက်ကွင်းစေးများကိုဖျက်လိုက်ကြတယ်နောက်နေ့ညနေပိုင်းရောက်သည်နဲ့ကြော်တိုက်တို့တားမိတာပါ3ယောက်လဲလှဲနဲ့တဖန်းကုန်းရွာမှာအောက်စုရွာသို့ပြန်လာခဲ့ကြတော့တယ်